ကောင်းတို့ကမိမိတို့ရဲ့မြတ်တာတဲ့ဣရိယာပုတ်နဲ့တင့်တော်သလိုထိုင်လို့ရပါပြီအဲဒီနေ့ဘောရတံမောပရိဒမိသားစုနဲ့တကွာလုံးတော်တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ကောင်းစဉ်လေးတစ်ခုလောက်မှတ်ပြီးတော့တရားလေးနာကြည့်ကြရအောင်အဲဒီနေ့ဥစဉ်ဟောကြားမယ့်တရားကခေတုပမပေတဝတ္ထုကိုအခြေခံ၍ဟောကြားအပ်သောအပြန်လန်းကိုလည်းစဉ်းစားကြပါဆိုတဲ့ကောင်းစဉ်လေးနဲ့ပေးပြီးတော့ဟောကြားနာကြားကြရအောင်အဲ့တော့ဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေထိုင်းနိုင်ငံကြီးကိုရေကြီးရာမျက်နှုရာလာပြီးတော့အလုပ်တွေလာလုပ်ကြတာပြန်ဖို့စဉ်းစားပြီးကြပြီလားမပြန်နိုင်သေးပါဘူးဗျာပေါ့ဟုတ်လားဟွာအသက်တွေက55ရောက်လာတာတောင်းဒီနိုင်ငံကမလို့ကျင်တော့ဘူးလို့ပြောတာတောင်းဒုဒကာဒကမပေါင်းသူတော်ကောင်းနေရှင်ထဲမှာရှိတာကမပြန်ကျင်သေးပါဘူးဗျာလို့ဒီလိုမပြောကြဘူးလားအဲ့ဒီဟိုမှာလေးတကူနားဆင်ကြည့်လိုက်တို့တွေဒီမှာရေကြီးရမျက်နှာရာကိုလာရှာတယ်ဆိုတာကထာဝစဉ်ထာဝရနားကိုတဲ့နေရာမဟုတ်ဘူးတဲ့ဘာလို့တော့ကိုမွေးခဲ့တဲ့အမိနိုင်ငံမဟုတ်ဘူးဟုတ်တယ်မို့လားအချိန်တန်ရသူများတွေကခိုင်းစားလို့ဝပြီဆိုရင်ဘာလုပ်ကြရမှာတော့ပြန်ကြရမှာပြန်ဖို့ကောပြင်ပြီးကြပြီလားမပြင်ရသေးဘူးဗျာလို့ဒီလိုပဲပြောကြပါစို့အဲ့တော့ပြန်ဖို့မပြင်ရသေးဘူးဆိုရင်ပြန်ဖို့စဉ်းစားကြပါလို့ဒီလိုတိုက်တွန်းကျင်တာပေါ့ဟုတ်တယ်မို့လားအဲ့တော့မဟာဗောဓိမြန်ကြတော့ရေးထားတဲ့ဂါထာလေးရှိတယ်သမုဒ္ဒိစရာမစ္ဆာနိတရန္တိဩလောလံပင်ကံဝတ္တန္တံတကတထံစနရိယံဝါဝါဒီမကံကေသင်စီခိဏဝနာယံကေသင်စီဩတကတရံကေသင်စီမမနာကဗံကေသင်စီဇလာဂရံဝါပိစီမေကနသမုဒ္ဒေအပကိနေဝနာကိစေသမုဒ္ဒရေသမုဒ္ဒေဇရမစ္ဆာနိအနဝပြင်သမုတ်ခွင်ဝေရတွင်ကျဆာငါများတို့သည်ဟောတန္တံတကတတနံမိုးကူလဲကြရေလဲထသဖြင့်တရွရွလုံးမိုးဤတယုတ်ကိုပေါ်ထုတ်စဉ်အခါကကေတေစီကနဝနာယံအချုသောငါဒီကတော့ကောင်းစွာဆိုင်ထားလေတော်မြတ်အတိတရဏိမြို့သူပြောမှပြေးသွားကြလေကုန်၏ကေတေစီဥဒ္ဒငန္တရအချုသောငါဒီကတော့ရေအိုင်ငယ်အတိတရဏိမြို့သူပြောမှပြေးသွားကြလေကုန်၏ကေသေစီပပနာကံပံအချုသောငါဒီကတော့တောင်ကြည်ရင်အတိမြို့သူတရန္တိမြို့သူပြောပါပြီးသွားကြလေကုန်၏ကေသေတိဇလကာရဝံတချုသောငါဒီကတော့စမ်းကြောင်းငယ်အတိတရန္တိမြို့သူပြောပါပြီးသွားကြလေကုန်၏ပိစိမေကနသမုဒ္ဒေမိုးကုံရေးကြနောက်ဆုံးကာလ၌အမကိနေဝငါလေးတကောင်တမီမြပင်လျင်သမုဒ္ဒေနာကိစိန်သမုဒ္ဒတာအနဝမဆုထပြီးမြေချောင်းအင်းအိုင်တိပင်လျင်ပြန်လေ၍မရောက်ပဲရှိနိုင်ကြလေကုန်ရာတည်းမိုးရီကြလာပြီဆိုရင်သမုဒ္ဒရာထဲမှာတနွေပလုံးပြောနေရဲ့ຫນွေတနေ့ပလုံးအောင်းနေရတဲ့ငါတွေကတော့အဲ့ဒီတက်ရည်နဲ့အတူ
အဲ့ဒီတက်လာတဲ့မိုးရေတဲ့အတူတချို့ဒီကတော့အုပ်လိုက်တချို့တွေကတော့တကောင်နှစ်ကောင်တချို့တွေကတော့တကောင်နဲ့ပဲအဲ့ဒီရေဟုံကိုစီးပြီးတော့တက်ရည်နဲ့အတူအလိုက်တင်ကူခန်းပြီးတော့လာကြတယ်တဲ့ငါးတွေကသမုဒ္ဒရာထဲမှာတနွေလုံးအောင်းနေရတဲ့အတွက်ရေတွေတက်လာပြီဆိုလို့ရှိရင်အဲ့ဒီတက်ရေတွေနဲ့အတူလူတွေစိုက်တာတဲ့လေကွင်းနေတယ်ဒါမှမဟုတ်အင်းအိုင်းနေတယ်ဒါမှမဟုတ်တောင်ကြီးအထိဒါမှမဟုတ်စမ်းကြောင်းအထိငါးတွေရတပြောတစ်ပါးဤပျော်ပျော်ပါပါဤထွက်ခွာနေကြတယ်တဲ့ငါးတွေရရေတွေတက်လာပြီဆိုရင်အဲ့ဒီမြေကြောင်းအင်းအိုင်းဒီတဲမှာရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ဆိုပြီးတော့လွတ်လပ်ကူးခက်ပြီးတော့လာကြတယ်တဲ့အဲ့တော့ငါးရဲ့သဘာဝကသူတို့ပျော်တာကရေထဲမှာပျော်တယ်ရေထဲမှာပျော်တာသဘာဝကြပေမဲ့ဒါပေမဲ့လို့အချိန်တန်လာပြီဆိုရင်မိမိရဲ့မူလနေရာကိုပြန်ဖို့မစဉ်းစားကြဘူးဆိုလို့ရှိရင်မုတ်ဆိုးရဲ့လက်ထဲမှာအသက်ကိုသက်ချင်းခံကြရလိမ့်မယ်တဲ့အဲ့ဒီရေတွေတက်လာပြီဆိုရင်ငါးတွေဟောဒီလမ်းကြောင်းကနေလာတယ်မိုးရေတွေအဲ့ဒီရေတွေကျသွားပြီဆိုရင်ဟောဒီငါးတွေကဘယ်ကနေဆင်းသွားမယ်ဆိုတော့မုတ်ဆိုးတွေကတငါတဲ့မုတ်ဆိုးတွေကသိတယ်တဲ့အဲ့တော့ငါးတွေကွာမင်းတို့ရေတွေတက်လာလို့အဲ့ဒီမြေချောင်းအင်းအိုင်နေထဲမှာမင်းတို့ကောင်တွေအပျော်ကြီးပြောမနေကြနဲ့အချိန်တန်လို့မူလနေရဖြစ်တဲ့သမုဒ္ဒရာတွေကိုကိုမပြန်မှုဆိုရင်တငါတဲ့မုတ်ဆိုးရဲ့ဖန်စီခြင်းကိုခံကြရလိမ့်မယ်တဲ့အဲ့တော့တငါတဲ့မုတ်ဆိုးကလည်းဟောဒီငါးတွေရေကြရင်တော့ဆင်းလာမှာပဲဆိုပြီးတော့အဲ့ဒီထွက်ပေါက်ကနေဗာတဲ့လို့တော့ဘိုက်ကွန်နေမြုံနေနဲ့အစရှိသည်ပေါ့ဗျာဖမ်းနာတွေနဲ့ပြင်းပြီးတော့ထားတယ်အဲ့တော့ငါးတွေကကိုနေရာကိုမပြန်ခြင်းမှုဆိုရင်ဘယ်သူလက်ထဲရောက်မှာတော့တငါတဲ့လက်ထဲကိုရောက်ကြရလိမ့်မယ်တဲ့အချိန်တန်ရင်တို့တွေကအိမ်ပြန်ကြရမှာဒီပလင်မော်ကြီးတဲ့ဘုန်းကြီးလည်းပြန်ရမှာပဲနော်အေးဒီဘုန်းကြီးတွေကနည်းနည်းတော်သေးတယ်နော်တို့တကယ်မှပေါင်းသူတော်ကောင်းတွေသူတို့တွေကခိုင်းစားလို့မရတော့ဘူးဆိုရင်လက်ခံပါဦးမလားလက်မခံတော့ဘူးတဲ့ဒါကြောင့်မို့တို့ကတကယ်မှပေါင်းသူတော်ကောင်းတွေကိုပြန်ရမိုက်လမ်းလေးကိုငါတို့ဘယ်လိုလမ်းတွေကိုရှောက်ကြမှာလဲဘယ်လိုပြန်ကြမှာလဲဆိုတာတို့တကယ်မှပေါင်းသူတော်ကောင်းတွေစဉ်းစားဖို့မလိုဘူးလားစဉ်းစားထားကြပါတဲ့ဟောဒီငါးဥပမာလေးကိုသဘောပေါက်ကြပြီလားအေးငါးဥပမာလေးကိုသဘောပေါက်ပြီးပြီဆိုလို့ရင်အဲ့ဒီငါးရဲ့နေရာမှာကိုခံစားကြည့်လိုက်တဲ့နော်တို့တွေကဘာတွေတော့လူငါးတွေလို့သတ်မှတ်လိုက်ပေါ့ဗျာဩရေကြီးရမျက်နှာရတို့တွေသူများနိုင်ငံမှာလာပြီးတော့ရှာကြံပြီးတော့နေကြတယ်ဟောဒီနိုင်ငံမှာအစားစားရလာတဲ့တနေ့ရတဲ့ဝင်ငွေလေးကိုသုံးမှုဖြုံမှုလွယ်ရလားအေးတချို့သူတော့ပုံကိုယ်တွေကတော့လွယ်တယ်တချို့တော့ပုံကိုယ်တွေကတော့မိမိရဲ့ရလာတဲ့နေစားကာလေးကိုကြစ်ပါအောင်စုပ်ပြီးတော့အပြန်လန်းကိုစဉ်းစားကြတယ်တဲ့ဟောဒီနိုင်ငံမှာအပေါ်ဆုံးကဘာလေတော့အဲ့ဒီပတ်စံကိုလွယ်သုံးရမယ့်နေရာတွေကအလွန်အမတန်မှမပေါ်ဘူးလားဗျာအေးအဲ့ဒီလိုဘဝကိုပေါ်တန်ထားပြီးတော့အသက်ရွယ်တွေကလည်းကြီးရင်လာပြီအပြန်ချိန်ကလည်းတန်းလာပြီဆိုလို့ရှိရင်တို့တကယ်တော့မပေါင်းသူတော်ကောင်းတွေလက်ထဲမှာပြန်စီရအထုပ်မရှိရင်ပြင်ဆင်လို့မထားရင်ကိုတို့တကယ်တော့မပေါင်းသူတော်ကောင်းတွေဒုက္ခတွေမရောက်နိုင်ဘူးလားအေးထိုင်းနိုင်ငံကိုလာတာကဘာရွယ်ချက်နဲ့လားပတ်စံရှာဖို့နောက်ကရှိနေတဲ့မိသားစုတွေအစဉ်ပြေဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လာတဲ့ဟောတိုင်းနိုင်ငံရေရောက်လာတဲ့ခါကျတော့လက်ထဲမှာငွေလေးရရှင်းလာတော့ငါတပည့်တွေတို့တပည့်တွေဘာလုပ်ကြတော့အပျော်ပါဗျာဆိုပြီးတော့ online game တွေမစော့ရဘူးလားအေးတပည့်တော်ကတော့အပျော်ပါဗျာ20လေးထည့်လိုက်50လေးထည့်လိုက်100လေးထည့်လိုက်
အဲ့ဒီ150 120 100ကပေါင်းလိုက်ပြီဆိုရင်ကိုယ့်ရဲ့တနေ့စာစောင့်နေရေးရော့မသွားနိုင်ဘူးလားဟောပေါ်မှာပေါ်အင်တာနက်ကလည်းလိုချင်တဲ့အချိန်ရနေတာဟုတ်တယ်မဟုတ်လားအဲ့လိုရနေတဲ့အချိန်လေးမှာအဲ့ဒီလိုကိုယ့်ရဲ့ရလာတဲ့လောကလေးကိုဘဝရှိရေးအတွက်ပြန်ဖို့မစင်စားဘဲနဲ့တခဏတာပျော်ရွှင်မှုလေးအတွက်သုံးဖြုံးလိုက်မယ်ဆိုရင်ပြန်လန်းကိုမစင်စားတဲ့သူတွေဖြစ်သွားလိမ့်မယ်တဲ့အဲ့တော့တို့တပည့်တွေဂိမ်းတွေစောကြရဲ့လားစောပါတယ်ဖေဟာဟုတ်တယ်မဟုတ်လားစောတဲ့သူကစောမယ်မစောတဲ့သူကမစောဘူးအဲ့တော့ဘဘုံဆိုလို့တဲ့သဘောဟောဒီနိုင်ငံမှာလောကီအာယုကာမဂုဏ်တွေကအလွန်ပင်မှပေါ်များတယ်အဲ့ဒီလောကီအာယုကာမဂုဏ်တွေကိုတို့တရားဓမ္မပေါင်းတို့တပည့်တွေလိုက်လို့ဘာနဲ့တူတော့ဆိုရင်ပင်လေရည်နဲ့တူတယ်တဲ့တောက်လေငတ်မပြေဒီလိုဖြစ်သွားလိမ့်မယ်ဟုတ်တယ်မလား100ရှုံးသွားလို့200ဆက်လိုက်မယ်200ရှုံးသွားလို့400ဆက်လိုက်မယ်ဆိုလို့ရှိရင်ကိုဒီတိုင်းနိုင်ငံကြီးကိုလာတဲ့ရည်ရွယ်ချက်ကြီးပျောက်သွားလိမ့်မယ်ဒါကြောင့်မို့တို့တော်တော်မှာပေါင်းသူတော်ကောင်းနေအပျော်တွေကြီးပဲမလိုက်နဲ့ကိုယ့်ရဲ့ပြန်စရာလမ်းလေးကိုလည်းစဉ်းစားထားဖို့လိုတယ်လို့ဒီလိုပြောချင်တာပေါ့နော်ပြင်ပြီးကြပြီလားမပြင်သေးဘူးဖေဟာအဲ့တော့ဂိမ်းနေစောလိုက်သူရထိုင်းနိုင်ငံမှာအမျိုးမျိုးကုန်ကြစရိတ်တွေကုန်နိုင်တဲ့နေရာတွေကအမျိုးမျိုးရှိနေတရားဓမ္မတွေကလည်းအလှပြင်တဲ့နေရာမှာကုန်မယ်တို့တရားတွေကလည်းအကုန်လုံးသူတို့လှုပ်ချင်တာတွေလှုပ်မယ်လောင်းကစားတွေလှုပ်မယ်အစားရှိသည်ပေါ့လောကီအာယုန်တွေတားပေါ်တဲ့နိုင်ငံမှာရလာတဲ့ပတ်စံလေးခဏတစ်ပြုတ်နဲ့ကုန်သွားနိုင်တဲ့နိုင်ငံမှာတို့တွေရလာတဲ့ကိုချွေးနေတာတဲ့ကရလာတဲ့ဝတ္ထုငွေကြေးလေးတွေကိုတိတိချာချာစုထားဖို့မလိုဘူးလားတိတိချာချာစုထားပြီးတော့ကိုယ့်ရဲ့ဘဝကိုယ့်ရဲ့မိသားစုပလန်လေးကိုချပြီးတော့တိဆောက်မယ်ဆိုရင်တာယာတဲ့ဘဝအေးရတဲ့ဘဝတွေရနိုင်တယ်တဲ့အေးအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ခုနကပြောတဲ့ခုနပြောခဲ့တဲ့ငါဥပပလိုပဲအချိန်တန်အိမ်ပြန်ကြပြီဆိုလို့ရင်ကိုယ့်ရဲ့မူလနေရာကိုပြန်ကြပြီဆိုရင်ကိုယ့်လက်ထဲကရှိတဲ့စုဆောင်းထားတွေမရှိဘူးဆိုလို့ရှိရင်ဘယ်သူပဲဒုက္ခရောက်မှာတော့ကိုယ်ပဲဒုက္ခရောက်ကြမှာတဲ့ဒါကြောင့်မို့တို့တက္ကရာကမပေါင်းသူတော်ကောင်းနေဟောဒီထိုင်းနိုင်ငံကြီးကိုရောက်လာတဲ့အခါမှာကိုဘဝကိုရေစုံမျောပြီးတော့မနေကြနဲ့တဲ့ရေစုံမျောပြီးတော့နေကြမယ်ဆိုလို့ရှိရင်လေကိုယ့်ရဲ့ဘဝကြီးကမတွေးသေးရပဲတဲ့ဒါကြောင့်မို့ဒီနိုင်ငံမှာစားစားရရနောက်တော့ဘာကုန်သေးတော့အခွန်ကားတွေကလည်းအလွန်မတမများပါတယ်ဖေဟာဟုတ်တယ်မလားစာအုပ်ကလည်းအစိမ်းကနေအနီးဟိုကနေပြောင်းလိုက်ဒီကနေပြောင်းလိုက်နေနော်တခါတည်းလည်းကြလဲဒီပြတို့ရေလောအားကားတွေကဒီပြတို့သုံးလို့ကိုမလောက်ပါဘူးဖေဟာတဲ့နော်ဟုတ်တယ်မလားအခွန်ကားတွေကလည်းတစ်နှစ်စာဘယ်နှစ်စာကောက်တော့2နှစ်စာဆိုလားပဲ3နှစ်စာဆိုလားပဲပေါင်းပြီးတော့မကောက်ဘူးလားဗျာကောက်နေတာအဲ့ဒီလိုကောက်နေတဲ့အနေသားတွေကိုကိုကအဲ့ဒီပေးဖို့အတွက်စောက်တွေလဲဖို့အတွက်စမတ်ကတွေပေးဖို့အတွက်ပြင်ဆင်မထားရင်ကိုယ့်ရဲ့ဘဝကြီးဟာဒုက္ခဒီနဲ့ကြုံသွားကြရလိမ့်မယ်တဲ့ဒါကြောင့်မို့အဲ့ဒီဥပမာလေးကိုကြည့်ပြီးတော့ဟောဒီလူဘဝလူလောကကြီးကအတိတ်ကံကောင်းလို့တို့လူဘဝလူလောကကြီးကိုရောက်လာတာတဲ့ကုသိုလ်ဆိုတဲ့အာယုန်တွေမှာပဲမနေဘဲနဲ့ခုနလောကီအာယုန်ကာမဂုဏ်နေအတိုင်းနေသွားမယ်ဆိုရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကြီးကပျက်စီးပြီးတော့ဒုက္ခမျိုးစုံနဲ့ခံစားကြလိမ့်မယ်တဲ့ဒါကြောင့်မို့တို့ထိုင်းနိုင်ငံကိုရောက်နေတဲ့တို့တပည့်တွေတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေမှားကျင်တာကမိမိတို့ရဲ့ဘဝပြန်လန်းလေးမှာသိကြစဉ်းစားပြီးတော့ကိုယ့်ရဲ့အထုပ်လေးတွေကိုကိုပိုက်ထားဖို့အရေးကြီးတယ်အဲ့ဒီလိုမှပိုက်မထားဘူးဆိုလို့ရှိရင်ကိုယ်တိုင်ဒုက္ခတွေခံစားပြီးတော့နေကြရလိမ့်မယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရာဇဂိုပြည်မှာသတင်းသုံးနေတဲ့အခါကအဲ့ဒီရာဇဂိုမြို့မှာတထေးကြီးလင်မယား2ယောက်ရှိတယ်တဲ့တထေးကြီးရဲ့နာမည်ကမဟာဒနတထေးလို့ဒီလိုခေါ်တယ်အဲ့ဒီတထေးကြီးမှာလောကမတမချစ်လာတဲ့သူတို့ရဲ့တူဒီသောသားယရဏလေးရှိတယ်တဲ့အဲ့ဒီသားယရဏလေးကိုလောယမတမချစ်တယ်
ချစ်တဲ့အတွက်သားလေးအရွယ်ရောက်လာတဲ့အခါပညာသင်ရမယ့်အရွယ်ရောက်လာတဲ့အခါကျတော့မိဘတွေကအလွန်ပထမချစ်မြတ်လွန်းတဲ့အတွက်ပညာသင်ဖို့မစေခိုင်းဘူးတဲ့။အော်ငါတို့ရှာရတဲ့ပတ်စံလေးငါသားရဲ့တသက်သုံးလို့ဖြုံးလို့မကုန်နိုင်ဘူးတဲ့။ငါသားလေးပညာသင်စရာမလိုဘူးဆိုပြီးတော့သားကိုပညာသင်မပေးဘဲနဲ့နေခဲ့တယ်တဲ့အလွန်ပထမသားပေါ်မှာချစ်တာမဟုတ်ဘူးနှစ်တာရောက်သွားတယ်တဲ့အဲ့ဒီလိုနဲ့မဟာရဏသတိယသူ့ရဲ့သားလေးကိုအလွန်အင်မတန်မှချစ်တဲ့အတွက်သူ့ရဲ့သားလေးအဲ့ဒီပညာသွားသင်လို့ရင်သူတို့မျက်စိအောက်ကအပြောက်မှာဖြစ်တဲ့အတွက်အပြောက်မခံနိုင်တဲ့အတွက်တဲ့ပညာတွေသင်မပေးဘူးအဲ့ဒီသတိသားလေးအရွယ်ရောက်လာတဲ့ခါကျတော့အိမ်တော်ရသားတွေအိမ်တော်ရသားတွေကြလာပြီးတော့အဲ့ဒီတထေသားကအရွယ်ရောက်လာတော့ပညာကလည်းမတက်။အော်ပေါင်းလိုက်တဲ့အပေါင်းအသင်းတွေကလည်းမပေါင်းအပ်တဲ့အပေါင်းအသင်းတွေကိုပေါင်းတယ်။ဟောဒီလောကီယာယောကမကုံဘက်တွေပဲနေတဲ့အပေါင်းအသင်းတွေနဲ့ပေါင်းတယ်တဲ့။အဲ့ဒီမဟာရဏသရေကြီးလင်မယားကလည်းတနေ့သောအခါမှာသေဆုံးပြီးတော့သွားခဲ့တယ်။မဟာရဏသရေကြီးသေဆုံးသွားတဲ့အခါကျတော့သူ့သားကသူထင်ရကျဲတော့တယ်တဲ့ပညာကလည်းမတက်ပေါင်းလိုက်တဲ့အပေါင်းအသင်းတွေကလည်းအမတန်မှစိုးသွမ်းတဲ့တငယ်ချင်းတွေကိုပေါင်းသင်းပြီးတော့နေထိုင်နေတဲ့စားမယ်တောက်မယ်ပြောမယ်ပါမယ်အပြောအပါမှန်သမျှအကုန်သွားတယ်တဲ့အဲ့တော့အဲ့ဒီရှိတဲ့စီးစိမ်တွေကိုတိုးပေါ်အောင်ဆိုပြီးတော့အဲ့ဒီတထေသားကလုပ်ဖို့သူခေါင်းထဲမှာမရှိဘူးတဲ့ဖခင်မိခင်မိဘနှစ်ပါးရှားထားတဲ့စီးစိမ်ဥစ္စာတွေကိုထိုင်ပြီးတော့ဖြုံးနေတယ်တဲ့အဲ့ဒီလိုနဲ့ဖြုံးရင်နဲ့အဲ့ဒီပစ္စည်းတွေကပြန်ပြီးတော့ပြည့်အောင်မဖြည့်တဲ့အတွက်ပစ္စည်းတွေကကုန်သွားတဲ့ခါကျတော့သူရဲ့အိမ်ကြီးကိုလည်းပေါင်းပြီးတော့ရောင်းနှံပေါင်းပြီးတော့သုံးဖြုံပြစ်တာပေါ့အဲ့ဒီလိုသုံးဖြုံပြစ်ပေမဲ့လို့နောက်ပိုင်းကျတော့သူ့မှာနေစရာကမရှိတော့ဘူးတဲ့နေစရာမရှိတဲ့ခါကျတော့ရာဇဂျုံမျိုးပြင်မှာဇရက်တွေရှိတဲ့တောင်ရစားတော့တဲ့သူတွေနေတဲ့ဇရက်ပေါ်မှာသွားပြီးတော့နေထိုင်ကြရတယ်တဲ့အဲ့ဒီအချိန်မှာပဲအဲ့ဒီတထေသားလေးကတောင်ရစားတော့ရင်နေထိုင်ရင်နဲ့တနေ့သောအခါမှာတော့အဲ့ဒီဇရက်ပေါ်ကိုဓမြတွေရောက်ပြီးတော့လာတယ်တဲ့အဲ့လိုဓမြတွေရောက်လာတဲ့အခါမှာမဟာရဏသရေရဲ့သားကလည်းအဲ့ဒီဇရက်ပေါ်မှာရှိနေတဲ့အချိန်ဓမြတွေကသူ့ကိုမဲဆွေတာပေါ့ငါတို့ရာဇဂျုံမျိုးကအိန္ဒိယကိုသွားပြီးတော့ဓမြတိုက်မယ်မင်းပတ်စံလိုချင်ရင်ငါတို့နဲ့လိုက်ခဲ့ဟောဒီသရေသားကလည်းလက်ထဲမှာ300ကမရှိဖြုံးရင်နေတာဖြစ်တဲ့အတွက်အဲ့ဒီဓမြတွေပြောတဲ့စကားကိုလက်ခံပြီးတော့အဲ့ဒီဓမြတိုက်တဲ့နောက်ကိုလိုက်သွားတယ်တဲ့လိုက်သွားတဲ့ခါကျတော့အဲ့ဒီရောက်တဲ့ခါကျတော့အဲ့ဒီဓမြကောင်းဆောင်ကမင်းဟောဒီအပေါက်ကနေဟောဒီတင်းဖုတ်ကင်ပြီးတော့စောင့်နေကွာငါတို့ကဟောဒီအိမ်ထဲဝင်ပြီးတော့ဓမြတိုက်မယ်ဟောကိုယ်တိုင်ကပညာကမတက်အသိဉာဏ်ကမရှိတော့မင်းဒီနေရာနေဆိုတော့သတိသားနေရတယ်အဲ့ဒီဓမြတွေအိမ်ထဲရောက်လို့အိမ်ရှင်ကသိတော့ဓမြပါပြိုးလို့អော်လိုက်တဲ့ခါကျတော့ဓမြတွေကထွက်ပြေးတယ်ပင်ကိုအသိဉာဏ်ကမရှိဘူးပညာကမတက်တဲ့တထေသားကအဲ့ဒီအပေါက်ကြီးမှာပဲတင်းပုတ်ကြီးကိုင်းပြီးတော့စောင့်နေတယ်တဲ့အဲ့လိုချိန်မှာပဲအိမ်ရှင်ကអော်လိုက်တဲ့အတွက်လုံယုံရင်းနဲ့ရက်ကွက်သူရက်ကွက်သားတွေကရောက်လာတဲ့အခါမှာဝိုင်းပြီးတော့ဖမ်းတဲ့အခါကျတော့အဲ့ဒီမဟာဒဏတထေရဲ့သားကဖမ်းမိသွားတယ်တဲ့ဖမ်းမိသွားတဲ့အခါကျတော့သူတို့တရားကြီးစီရင်ချက်တွေချတာပေါ့ဗျာအဲ့ဒီတရားစီရင်တဲ့မူမြတ်ကအဲ့ဒီတထေသားကိုတတ်စေဆိုပြီးတော့အမိန့်ချလိုက်တယ်တဲ့အမိန့်ချလိုက်တော့အဲ့ဒီတထေသားကိုအဲ့ဒီလမ်းလေကောင်ကနေလက်ပြန်ကြိုးတွေတုပ်နားမှာလဲခေါင်ရမ်းပန်းလို့ခေါ်တဲ့ပန်းအနီတွေပန်းတာခေါင်းမှာလဲအုံနီမုတ်တွေကိုဖြူးပြီးတော့ထားတယ်တဲ့အဲ့ဒီဒလေးကအိန္ဒိယဒလေးတယ်အဲ့ဒီလိုလူရှိသူရှိကိုထုတ်ပြီးတော့လှုပ်တဲ့ပုံစံအိန္ဒိယရဲ့ဒလေးအခုတရေသားမှာလဲအဲ့ဒီလိုပုံစံပဲနားမှာလဲခေါင်ရမ်းပန်းလို့ခေါ်တဲ့အနီရောင်ပန်းတွေနားမှာချိတ်ခေါင်းမှာလဲအုံနီပုံတွေဖြူးပြီးတော့
လမ်းတစ်လျှောက်မှာလူသက်ကုန်းသွားတဲ့လမ်းတစ်လျှောက်မှာအော်ပြီးတော့အော်ပြီးတော့ပြောရင်းနဲ့ကျိန်လုံးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့ကျွန်တော်ဓမြပါပြောပေါ်ဗျာအဲ့ဒီလိုပြောပြီးတော့ခေါ်သွားတယ်တဲ့လူသက်ကုန်းကိုထုတ်သွားတယ်တဲ့လူသက်ကုန်းကိုထုတ်သွားတဲ့အခါမှာအဲ့ဒီမှာဘန်သွားတွေ့တဲ့လမ်းတခုသောလမ်းစုံကိုရောက်တဲ့အခါမှာသုလသားဆိုတဲ့အဲ့ဒီရာဇဂျူမြို့ရဲ့ပြည်တန်စာမလေးတယောက်ရှိတယ်တဲ့အဲ့ဒီပြည်တန်စာမလေးကအိမ်ပေါ်ဓာတ်ကနေလေးသားပြတင်းပေါက်လေးကိုဖွင့်ပြီးတော့လမ်းကိုလှမ်းကြည့်လိုက်တဲ့အခါမှာသူကြည့်တဲ့အချိန်နဲ့ခုနတထေသားကအဲ့ဒီလမ်းစုံကိုရောက်တဲ့အချိန်နဲ့သွားတွေ့တယ်တဲ့အဲ့ဒီတထေသားပတ်စံရှိစဉ်အခါကသုလသားဆိုတဲ့ပြည်တန်စာမစီမှာလာပြီးတော့ပျော်ပါတာဖြစ်တဲ့အတွက်သုလသားဆိုတဲ့ပြည်တန်စာမလေးကအဲ့ဒီတထေသားကိုမှတ်မိနေတယ်တဲ့။အော်တထေသားကိုကြည့်လိုက်ပြန်တော့ပိန်လီ6ကပ်ပြီးတော့နေတယ်။အော်သနာစရာလေးပါလားသူမသေးခင်တော့သူ့အတွက်ငါရိတ်ခါလေးတွေထည့်ပေးလိုက်အောင်မပဲဆိုပြီးတော့သုလသားပြည်တန်စာမကအဲ့ဒီတထေသားအတွက်တဲ့ကတွတ်ယူလို့ခေါ်တဲ့မုံလေးကူးနဲ့တောက်စီရရေလေးကိုထည့်ပေးလိုက်တယ်တဲ့ထည့်ပြီးတော့မှားလိုက်တယ်အေးဟောဒီဓမြကိုမတတ်ခင်မှာသူဒီမုံလေးတွေကိုစားဒီရေလေးကိုတောက်ပြီးမှတက်ကြပါဆိုပြီးတော့လူသက်သမားတွေကိုမှားလိုက်တယ်တဲ့မှားလိုက်တဲ့ခါကျတော့လူသက်ကုန်းကိုရောက်တဲ့ခါကြတော့အဲ့ဒီအချိန်မှာပဲဦးဇင်းတို့ရဲ့ရှင်မောဂလန်ကိုတော့ရလဲဒိဗ္ဗဇဂုအပင်ញင်နဲ့ကြည့်လိုက်တဲ့အခါကျတော့အဲ့ဒီတထေသားကိုမျက်စိနဲ့လာပြီးတော့မြင်တယ်တဲ့အဲ့ဒီတထေသားကသူအသက်ရှင်စဉ်ကာလမှာလဲဘာကုသိုလ်ကောင်းမှုမှမလုပ်ခဲ့ဘူးတဲ့ဒါပေမဲ့လို့အရှင်မောဂလန်ကိုတော်ကြီးရဲ့မျက်စိထဲမှာအဲ့ဒီတထေသားလာပေါ်တယ်တဲ့အေးဟောဒီတထေသားကိုငါမကယ်ချွတ်ရင်တော့မကောင်းတဲ့အဘေဘုံမောတွေကိုတော့ရောက်တော့မှာပဲဆိုပြီးတော့အရှင်မောဂလန်ကိုတော်မြတ်ကြီးကအဲ့ဒီနေရာကိုကြွတယ်တဲ့ဇံပင်ရင်နဲ့ကြွလိုက်တဲ့ခါကျတော့အဲ့ဒီနေရာမှာဘွားကနေသွားပြီးတော့ပေါ်တာပေါ့အဲ့လိုပေါ်လာတဲ့ခါကျတော့အဲ့ဒီတထေသားကသူချမ်းသာတဲ့ခိန်တုံးကဘာတကူမှလူဘမစင်စားတဲ့အသက်ခံရတော့မဲ့တထေသားကတွေးလာတယ်တဲ့ငါမကြခင်ချိန်တော်တဲ့မှာသက်ခံရတော့မယ်ငါအသက်ခံရမှာဖြစ်တဲ့အတွက်ဟောဒီကတွတ်ယူမုံလေးခုနဲ့ဟောဒီရေတွေကိုတောက်သွားလဲငါတော့အကျိုးမရှိတော့ဘူးအဲ့တော့အကျိုးရှိအောင်ရှင်မောဂလန်ကိုတော်မြတ်ကြီးကိုလှူလိုက်တော့မယ်ဆိုပြီးတော့အဲ့ဒီတထေကသေကန်ဤအချိန်ကြာမှလာပြီးတော့သတိတရားတွေတန်ဝေကတရားတွေရတယ်တဲ့အဲ့တော့ဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေဟောဒီနေရာမှာတစ်ချက်ကြည့်လိုက်ကိုယ့်ရဲ့ထိုင်းနိုင်ငံကိုရောက်လာတဲ့ရည်ရွယ်ချက်ကြီးမပြင်းမစင်ပင်နဲ့ပြန်သွားကြမယ်ဆိုလို့ရှိရင်ခုနန်တထေသားလို့ဖြစ်မှာဧကံမဟုတ်ကြပဲတဲ့ဒါကြောင့်မို့ဒုဒကဓမ္မပေါင်းသူတော်ကောင်းတွေထိုင်းနိုင်ငံကိုရောက်လာတဲ့ရည်ရွယ်ချက်တွေကိုမပြောက်ပြက်အောင်ထိမ့်သိမ့်ဖို့အပြန်လန်းကိုလည်းစဉ်းစားဖို့လိုတယ်လို့ဒီလိုမှတ်သားကြရမယ်အဲ့တော့ယမမောဂလန်ကိုရောမြတ်ကြီးကအဲ့ဒီကတွတ်ရုပ်မုတ်လေးခုနဲ့ရေကိုဖုံးပေးတယ်တဲ့အဲ့ဒီတက်ခံရမယ်တရေသာရှိပါပဲယမမောဂလန်ကိုရောမြတ်ကြီးကဖုံးပေးပြီးတော့ပြန်လဲပြီးတော့ကြွသွားတယ်တဲ့အဲ့ဒီကြွသွားတဲ့ခါကျတော့အဲ့ဒီထုံးစံတိုင်းလူတန်သမားတွေကအဲ့ဒီတထေသားကိုခေါင်းဖြတ်ပြီးတော့တက်ပြလိုက်တယ်တဲ့အဲ့ဒီတထေသားသေသွားတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုအလွန်မတန်မှအေးမြတဲ့ညောင်ပင်ကြီးတပင်မှာသွားပြီးတော့ရုပ်ကစိုးနမင်းကြီးဖြစ်တယ်တဲ့တကယ်တမ်းဆိုရင်အဲ့ဒီတထေသားကနတ်ပြည်ခုနှစ်ထပ်မှာတစ်ထက်ကိုရောက်အမှာဧကံမဟုတ်ကြပဲတဲ့ဘာလို့လဲဆိုတော့အဲ့ဒီတထေသားသေခံနီးအခါမှာတဏပေမလို့ခေါ်တဲ့ဩသုလတာကတော့ငါ့ကိုချစ်ခင်စုံမက်ပြီးတော့ဟောဒီမုံလေးနဲ့ရေလေးကိုလာတိုက်ပေးတယ်ဆိုပြီးတော့သုလတာရဲ့အပေါ်မှာတဏပေမစိတ်တွေဖြစ်သွားတဲ့အတွက်အဲ့ဒီညောင်ပင်ကြီးအောင်မှာရုပ်ကစိုးနာမည်ဖြစ်သွားတယ်တဲ့အလွန်ပထမကြောက်เสียကောင်းတယ်နော်ဟောတက်ခံရတော့တက်ခံရအသက်ခံရကန်နီးတာတောင်မှဘယ်သွားဆွဲတော့သုလတာဆိုတဲ့ပြည်တန်စာမကိုသွားပြီးတော့ဆွဲတယ်တဲ့အဲ့လိုဆွဲလိုက်တဲ့အတွက်ရုပ်ကစိုးနာမည်
သွားပြီးတော့ဖြစ်တယ်နတ်ပြည်ခုနှစ်မထက်မှမဖြစ်ဘဲနဲ့အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ तू ကတော့အဲ့ဒီတော်ကြီးထဲမှာရှိတဲ့တစ်ပင်ကြီးမှာအဲ့ဒီညောင်ပင်ကြီးမှာနေပြီးတော့ရုပ်ကစိုးနတ်မင်းကြီးဖြစ်တယ်တဲ့တနေ့သောအခါကျတော့အဲ့ဒီသူလတ်တာပြည်တန်စာမကအညောင်ပင်ညာပြေဆိုပြီးတော့အဲ့ဒီတော်ကြီးတွေကိုလမ်းလျှောက်ပြီးတော့လာတယ်တဲ့အဲ့ဒီလိုလာတဲ့အခါမှာအဲ့ဒီတထေသားရုပ်ကစိုးနတ်မင်းကသူလတ်တာကိုသွားပြီးတော့တွေ့တယ်ရေစက်တွေကမကုံသေးဘူးနော်သွားတွေ့တဲ့အခါကျတော့သူ့ရဲ့တကိုးတွေနဲ့အဲ့ဒီနေရာကိုအမှောင်ချပြီးတော့သူလတ်တာကိုသူ့ရဲ့ဂူပိတ်မှန်ထဲမှာဆွဲပြီးတော့သွင်းလိုက်တယ်တဲ့9ရက်9လီသူလတ်တာနဲ့ပျော်ပါပြီးတော့နေတယ်တဲ့ဟောရာဇဂျုံမောမှာရှိတဲ့မအေးကြီးကတော့ငါရဲ့သမီးသူလတ်တာဘယ်ရောက်သွားတာတော့တန်ငုံကိုတရီရီနဲ့ဖြစ်နေတယ်တဲ့အဲ့လိုဖြစ်တဲ့ချိန်မှာအဲ့ဒီမှာတက်သည့်နားလေတဲ့တခါကြီးခမည်းဟောဒီမှာအရှင်မောက္ကလန်ဆိုတဲ့ကိုတော်ကြီးရှိတယ်အဲ့ဒီရှင်မောက္ကလန်ကိုသွားမေဆိုရင်ခမည်းရဲ့သမီးဘယ်မှာရှိတယ်ဆိုတာသိနိုင်တယ်ဆိုပြီးတော့မေးသွားပြီးတော့မေးခိုင်းတဲ့အခါကျတော့အဲ့ဒီတက္ကမကြီးကသူ့ရဲ့သမီးဘယ်မှာလဲဆိုတာရှင်မောက္ကလန်ကိုသွားမေးတယ်သွားမေးတော့ခမည်းရဲ့သမီး9ရက်ပြည့်လို့ရှိရင်ဟောဒီမြတ်စွာဘုရားတရားဟောဒီနဲ့ဝေလူဝန်ကျောင်းပေါက်မှာလာပြီးတော့တရားနာလိုက်မယ်အဲ့ဒီဝေလူဝန်ကျောင်းပေါက်မှာသွားပြီးတော့စောင့်နေပါဆိုပြီးတော့ပြောလိုက်တယ်တဲ့အဲ့တော့သူလတ်တန်နဲ့ရုပ်ကစိုးနတ်မင်းတို့ခံစားစံစားနေရလဲ9ရက်9လီကပြေးလာပြီပြေးလာတဲ့ခါကျတော့သူလတ်တန်ကတတိရတဲ့ရှင်ရုပ်ကစိုးနတ်မင်းကျမကိုပြန်ပြီးတော့လွတ်ပေးပါတော့ကျမမှာရာဇဂျုံမြို့မှာရှိတယ်ကျမရဲ့အမေကလည်းကျမအတွက်အလွန်မနာမစိုးရိမ်ပူပန်ပြီးတော့နေရလိမ့်မယ်ဒါကြောင့်မို့ကျမကိုပြန်ပြီးတော့လှုပ်ပေးလိုက်ပါတော့လို့ပြောတဲ့အခါကျတော့အဲ့ဒီတထေသားရုပ်ကစိုးနတ်မင်းကအဲ့ဒီသူလတ်တာကိုခေါ်ပြီးတော့မြတ်စွာဘုရားတရားဟောတဲ့ဝေလူဝန်ကျောင်းပေါက်ကိုလာပြီးတော့ချတယ်တဲ့ချလိုက်တဲ့အခါကျတော့အဲ့ဒီသူလတ်တာကိုအဲ့ဒီရုပ်ကစိုးနတ်မင်းကအဲ့ဒီသူလတ်တာချထားတဲ့ဘေးနေမှာမတည့်မရှာသွားပြီးတော့တရားနာတယ်သူလတ်တာလည်းတရားနာတယ်မြတ်စွာဘုရားဟောတဲ့တရားကိုအဲ့တော့သူလတ်တာကိုဘွားကနေတွေ့လိုက်တဲ့အခါကျတော့အဲ့ဒီမှာတရားနာပရိသတ်တွေမှာရှိနေတဲ့သူတွေဟဲသူလတ်တာဘယ်သွားနေတာတော့နင့်အမေရတော့နင့်ကိုပျောက်လို့တငိုတီနဲ့လာပြီးတော့ရှားနေတယ်လို့ဒီလိုပြောတဲ့အခါကျတော့သူလတ်တာသူ့ရဲ့ဘဝဖြစ်ကြောင်းကိုပြန်ပြီးတော့ပြောပြတယ်ဟောဒီညောင်မင်းကြီးအောင်မှာရုပ်ကစိုးနတ်မင်းကြီးဖြစ်တယ်သူဖမ်းဆီးထားလို့အဲ့ဒီ9ရက်9လီနေရတယ်ဆိုတာသူလတ်တာကပြောပြတယ်တဲ့ပြောပြတဲ့အခါကျတော့အဲ့ဒီကနေပြီးတော့ဟိုသက်ခံရမယ့်တထေသားသူ့ရဲ့ဘဝတစ်လျှောက်လုံးဘာကုသိုလ်ကောင်းမှုမှမလုပ်ခဲ့တဲ့တထေသားကသေကံဤကာလမှာကတုယိုလေးနဲ့ရေလေးတစ်ခွက်လှူဒန်းလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်ရုပ်ကစိုးနတ်မင်းကိုသွားပြီးတော့ဖြစ်တယ်တဲ့။ယဟန္နာတွေကိုလှူဒန်းရတာကကောင်းတဲ့မျိုးစေ့တွေကိုစိုက်ပျိုးရတာကအလွန်အင်မတန်မှတန်ဖိုးကြီးတာပါလား။လှူဒန်းလိုက်တဲ့အလှူတော်တို့ကနေပါပေမဲ့လို့အလှူခံတဲ့ပုဂ္ဂိုလ်ကမြက်နေတဲ့အတွက်ကိုကဘာကုသိုလ်ကောင်းမှုမှမလုပ်ခဲ့တဲ့တထေသားကရုပ်ကစိုးနတ်မင်းတောင်ဖြစ်နိုင်တဲ့အကျိုးတရားတွေရတာပါလားဆိုပြီးတော့လူတွေကအချင်းချင်းပြောဆိုပြီးတော့နေကြတယ်တဲ့အဲ့ဒီအချိန်မှာပဲသံဃာတော်ရှင်သူမြတ်တွေကမြတ်စွာဘုရားကိုအဲ့ဒီအကြောင်းကိုလျှောက်တယ်တဲ့အဲ့ဒီအကြောင်းကိုလျှောက်တော့မြတ်စွာဘုရားကယန္နာတွေကိုလူတန်းရတဲ့အကျိုးကဒီလိုတွေရှိတယ်ဆိုပြီးတော့မြတ်စွာဘုရားကဂါထာလေးတစ်ပုဒ်ဟောတယ်တဲ့ခေတုမမရဟံတောတာယံဂကတ္တကုပမဘိစုပမန္တရားဓမ္မဣတောနိဗ္ဗတတိဖလံဘိကဝေပရိသတ်လေးပါးจิตသားจิตသမီးတို့အရဟံတောယန္နာပုဂ္ဂိုလ်တို့သည်ခေတုမမကောင်းမှုမျိုးစေ့တို့ဤစိုက်ပျိုးကျဲကြရလေရမည်ကောင်းဗမာဖြစ်ပါပေကုန်၏ဒါယကံတရာဖွေပြူအရေးယူ၍ဘေလူနတ်စွာတာယကံတို့သည်ကသကုပမလေထွန်ယောက်ျားလေလုံသားနှင့်မကြတမှုအလားတူပါပေကုန်၏
တရားဓမ္မတရားဓမ္မောထမင်းအပျော်စရှိသည့်စေပြသောလူဘဝတ္တုအစုစုတို့သည်ဘိဇုပမ္မံဘိဇုပမ္မောညွန့်ညောက်ပင်စီအလီလီတို့စသည်ပေါရာမြို့စေဗမာဒုလဘာဝေကို၏ဣတောလူကံတပြာတာယကတပုလူဝေစုံဝတ္ထုစွန်ချမှုတဝသုံးပါးသောဤဒါနမှာဖလံတင်သည်အလားများပြဖွင့်ပြုဒါနဤအကျိုးသည်နိဗ္ဗာန်တဏိကမသွေခံစားနိုင်ရပါပေ၏ရဲ့လို့သတ္တနလူတို့ဇေယဘုရားရှင်ကိုယ်တော်မြတ်သည်အဟောဇကရုဏာရှိတာမေတ္တာဖြင့်ကောင်းစွာမသွေဩကြားလိုက်ပါပေတော့တည်းအဲ့ဒီမှာမြတ်စွာဘုရားကဥပမာလေး၃မျိုးနဲ့ပြောတယ်တဲ့ယန္တာပုဂ္ဂိုလ်တွေကတော့မျိုးစေ့တွေကိုစိုက်ပျိုးတဲ့ကောင်းမှုမျိုးစေ့တွေကိုစိုက်ပျိုးကျဲချရလေရမြေကောင်းနေနဲ့တူတယ်တဲ့ယန္တာတွေကကောင်းမှုမျိုးစေ့တွေကိုစိုက်ပျိုးကျဲရလေရမြေကောင်းနေနဲ့တူတယ်သရပွေးဖြူအေးယူ၍ပေးလူတတ်တဲ့ဒါယကာတွေကတော့လေတော်ယောက်ျားနဲ့တူတယ်ထမင်းအပျော်စားရှိတဲ့စင်ပြန်သောလူပွဲဝတ္ထုတွေကတော့မျိုးစေ့တွေနဲ့တူတယ်တဲ့အညွတ်နေအညောက်နေပေါက်တဲ့မျိုးစေ့တွေနဲ့တူတယ်လို့မြတ်စွာဘုရားကအဲ့ဒီလိုဥပမာလေးဥပမာ၃မျိုးနဲ့ပေးပြီးတော့ဟောတယ်တဲ့ဒါကြောင့်မို့ယန္တာရှင်သူမြတ်တွေကိုလှူဒန်းလိုက်တဲ့အတွက်ခုနသက်ခံရတော့မဲ့တရေသားကချက်ချင်းလက်ငင်းမဲ့ရုပ်ကစိုးနမင်းကြီးအယုတရားတွေကိုခံစားရတယ်ဘာလို့တော့ယန္တာရှင်သူမြတ်တွေကိုကောင်းမှုမျိုးစေ့တွေကိုစိုက်ပျိုးကျဲချတဲ့လေယာမြေကောင်းတွေနဲ့တူလို့တဲ့လေယာမြေတွေကလည်းကောင်းမယ်ထွန်ရက်တဲ့သူတွေကလည်းထွန်ကြရက်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီမျိုးစေ့ကညွန့်ညောက်ပင်စီတွေကအလီလီတွေကအလွန်အမတန်မှဖွင့်ဖြိုးတဲ့အပိအသီးအပွင့်တွေကိုခံစားကြရပါဧကံမုတ်ကြပဲဆိုပြီးတော့မြတ်စွာဘုရားကအဲ့ဒီဥပမာလေးနဲ့ဂါထာလေးဟောလိုက်တဲ့အခါမှာ84,000ကုန်သောဒိုင်ဂါထာဤကမှပေါင်းသူတော်ကောင်းတွေအကျွတ်တန်းဝင်ပြီးတော့ရတ္တမရတ္တဘူချမ်းသာတွေရရှိခံစားကြတယ်တဲ့အဲ့တော့ဒုဒ္ဒဂါရမပေါင်းသူတော်ကောင်းတွေဒီနေ့ဥပမာလေးကဘာတော့ဒီနေ့တရားရဲ့ခေါင်းစဉ်လေးကပါတယ်အပြန်လန်းကိုလည်းစဉ်းစားကြပါအပြန်လန်းကိုမစဉ်းစားဘဲနဲ့ဟောဒီရာဇဂိုမျိုးကရှိတဲ့မဟာဒနတထေသာပုံစံအတိုင်းနေသွားကြမယ်ဆိုရင်သေကံဤကာလမှာကုသိုလ်တရားတွေလုပ်ပြီးတော့ကောင်းမှုမျိုးစေ့တွေစိုက်ပျိုးရတဲ့ချမ်းသာဒုက္ခတွေရရှိတယ်တဲ့ကိုယ်ဘဝကိုပြင်ဆင်ပြီးတော့မထားဘူးဆိုရင်ကိုယ်လာတဲ့ရည်ရွယ်ချက်တွေကိုပျက်စီးသွားမယ်ဆိုလို့ရှိရင်တဲ့ကိုယ့်ရဲ့ဘဝတွေကကောင်းကျိုးချမ်းသာတွေမရရှိနိုင်တော့ဘူးတဲ့ဒါကြောင့်မို့တို့တွေထိုင်းနိုင်ငံကိုလာကြတာကပတ်စံရှာဖို့လာကြတာငါတို့ရှာတဲ့ပတ်စံတွေကိုလောကီအာယုံကာမဂုဏ်တွေမှာပဲအကုန်မကံပဲငါတို့ဘဝရှည်ရေးအတွက်ငါတို့မိသားစုအတွက်ကောင်းတဲ့ချမ်းသာဒုက္ခတွေရရှိအောင်ကြိုးစားကြဖို့စိတ်တွေမလိုအပ်ဘူးလားလိုအပ်တာဖြစ်တဲ့အတွက်လောကီအာယုံကာမဂုဏ်ဖြစ်တဲ့အတွက် online ကနေဝယ်တာတွေကိုယ့်အတွက်တဘုံမကြီးတဲ့ online ကနေဝယ်တာတွေဂိမ်းတွေစော့တာတွေအစရှိသည်ငွေကြီးကုန်ကြမယ်အလတ်သက်ကုန်မဲ့နေရာတွေမှာမသုံးဘဲနဲ့ကိုယ့်ရဲ့အပြန်လန်းကိုစဉ်းစားပြီးတော့ပြင်ဆင်ပြီးတော့ထားကြမယ်ဆိုရင်ချမ်းသာဒုက္ခတွေရရှိနိုင်ပါတယ်တဲ့ဒါကြောင့်မို့တို့တရားတော်မှာပေါ့သူတော်ကောင်းတွေမိမိလာတဲ့ရည်ရွယ်ချက်ငွေရှာဖို့လာတဲ့ရည်ရွယ်ချက်ကိုမပြောက်ပြက်အောင်ကြိုးစားကြပါဒါနဆိုတဲ့အထုပ်သီလဆိုတဲ့အထုပ်ဘာဝနာဆိုတဲ့အထုပ်တွေကိုလည်းကြိုးစားပြီးတော့ပွားများကြပါလို့ဆုတောင်းရင်းနဲ့အပ္ပမာဒေနတံပါရိဋ္ဌအပ္ပမာဒေနမမေ့မလျော့မပေါ်မဆန်သောတတိတရားတို့ဖြင့်တံပါဒေထကိုစီကိုငါပြည့်စုံနိုင်ကြကုန်ရာဤဟု၍
ပထနာအောင်စုပြုလိုက်ကြကုန်ရာတည်း